老师学的很好，真的人工地标，老师你睇嘅呢單股，準備就變低啊。grammar 班目標，一啲嘅點標啲標班我哋目標啊打。我台灣教嘛得啦，那班到了 pre 度叫三這裡嘅個我哋嚟啦 ，grammar 叫他們都啲嚟 grammar 定。所以講到你個係 English grammar 咧，咪做bài讀書嗰陣咧，咁咪啲拉咗啦，咪爆啦。但係排grammar 不ဖြစ်သွား English grammar 咧，咪做ပါလားဘလို့ဘာလို့လေးလာမှလည်းမသိဘူး။အခုတန်းဆုံးကဒီမှာလည်းဒီဟောဒီလိုဒီနေ့တော့အဲ့တော့ကြတော့ဟိုမှာထိုင်ဝမ်ကျောင်းမှာတော့ကသူက grammar မပါဘူးလေစာကြောင်းတိုင်းအပိုက်လိုက်တက်ပြီးတော့ဒါပေမဲ့ဖြေခိုင်းတာရေးခိုင်းတာလေ grammar လည်းပါစာကြောင်းလိုက်ပဲဖတ်ပြီးတော့ဒီကအဲ့ဒါစာကြောင်းလိုက်ပဲလုပ်ထားတာဆိုတော့ grammar နဲ့ကြတော့ဟုတ်ကဲ့တော့သူကမှ3ချဖို့ပဲဆိုတော့စဉ်းစားတော့ဟောဒီ fight ကြရင်တော့သူနဲ့1 by 1ဖတ်မလားလို့စဉ်းစားထားတယ် fight ကိုပြီးတော့ရင်လေပြီးတယ်လည်းခြေလေးယူပြီးဖို့ပြန်လို့ပြော fight ကြရင်တော့1 by 1ပဲပြန်လို့မလားလို့စဉ်းစားအဓိကတော့ပြောပိုင်းဒီပြောပိုင်းလေးရချင်တာပေါ့ပို့ပြီးရချင်တာပေါ့ပြောပိုင်းဖတ်ပါ